ဒီနေ့အတွက်ချက်ပြမဲ့ဟင်းတွေကတော့ဝက်သားပဲငပိချင်းဆက်လေးဖြစ်ပါတယ်ဒါကတော့သုံးမဲပဲငပိဘူးလေးပေါ့နော်စီတီမတ်ဒီမှာဝယ်လို့ရတယ်ပြီးရင်တော့ပကံလေးတွေကိုတကြားလေးတစုံကြော်လေးထည့်မယ်ပြီးရင်ပဲငပိကိုထမင်းစားစုံလေးနှစ်စုံထည့်ရင်ရပါရဲ့အဆက်ကြရင်တော့ဒီထက်ပိုပြီးတော့ထည့်လို့ရပါရဲ့ပြီးရင်တော့တမယာဒီနှစ်စိမ့်လေးတွေကိုညှစ်ထည့်ပါမယ်အဆက်တက်လေးလည်းနည်းနည်းပြေသွားအောင်ပြီးရင်ချင်းဆက်သဘောမျိုးလည်းဖြစ်သွားအောင်လို့တမယာဒီလေးညှစ်ထည့်ရပါပြီးရင်ရေမြုပ်တဲ့အထိရေနည်းနည်းထည့်ပြီးတော့တကြားပြောတဲ့အထိမှုပါမယ်ပြီးရင်စားချက်ပါတော့မယ်ဒဲဦးလေးတွေကိုစီထည့်မယ်စက်သွန်ဖြူလှီးထားလေးရဲ့ဂျင်းလှီးထားတာလေးရဲ့ကိုအနက်မွေလာရဲ့အထိစီတက်ပါမယ်ပြီးရင်တော့စက်သွန်နီးလေးချမ်းချမ်းထားလေးတွေကိုတစ်ခါလဲရောပြီးတော့စီတက်ပါမယ်တကြံဝက်သားလုံးထားလေးပါထည့်ပါမယ်ဝက်သားကစားရဲ့တကြားရဲ့ငံပြားရည်လေးရဲ့ထည့်ပြီးတော့ကြောက်အောင်လို့လုံးထားပါပြီးရင်တော့အဲ့ထဲမှာထည့်မယ်ဟင်းသီးဟင်းရွက်လေးကကြိုင်းနေတဲ့ဟင်းသီးဟင်းရွက်ထည့်သုံးလို့ရပါရဲ့အခုကတော့ပန်းပွင့်ရဲ့မုံလာဦးလီလေးရဲ့ကိုထည့်ပြီးတော့သုံးပြထားပါဟင်းရွက်လေးညှိုးလာရဲ့အထိအဖုံအုပ်ထားပြီးတော့အရသာလေးဆက်ပါမယ်ပြီးရင်ခုနကလောက်ထားရဲ့အချင်းရည်လေးကိုတခါလေးထည့်ချက်ပါမယ်အချင်းရည်လေးနဲ့ဝက်သားလေးတွေကိုအရသာဝင်သွားပြီးဟင်းနဲ့ပွက်လာပြီဆိုရင်ပေါ့နော်ဝက်သားချင်းဆက်တစ်ခွက်ကိုရရှိပါပြီအားလေးပြီးရင်တော့စားသုံးလို့ရပါပြီအားလုံးကိုကျေးဇူးများတင်ပါတယ်လိုက်လို့စားကြည့်ပါအောင်နော်